မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျန်းမာစေဖို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်းသတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်မတော့စင်စင်ပါပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့တနင်္သာရီတိုင်းပဲခူးတိုင်းအေရဝတီတိုင်းတို့မှာရှိတဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအကြားနိုဝင်ဘာ23ရက်မနက်10:00နာရီမှာအစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင်ပညာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အဲဒီနောက်မြို့နယ်တွေရဲ့အဂျင်ဒါတင်သွင်းဆွေးနွေးမှုအပေါ်သက်ဆိုင်ရာဝန်ကြီးဌာနတွေကပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။အဆိုပါတွဲဆုံပွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့တနင်္သာရီတိုင်းပဲခူးတိုင်းအေရဝတီတိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးအမျိုးသမီးနဲ့မိန်းကလေးတွေကိုအွန်လိုင်းအကြမ်းဖက်ခြင်းအဆုံးသတ်ရေးအတွက်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်ရန်လိုအပ်နေရလို့ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမျိုးသမီးတွေနဲ့မိန်းကလေးတွေကို Digital Online အကြမ်းဖက်ခြင်းအဆုံးသတ်ရေးအတွက်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်ရန်လိုအပ်နေရလို့ဂျန်ဒါအခြေပြုအကြမ်းဖက်မှုစန့်ကျင်ရေး16ရက်တာလှုပ်ရှားမှုအဖြစ်နဲ့ထုတ်ပြန်လိုက်ပါတယ်။ဂျန်ဒါအခြေပြုအကြမ်းဖက်မှုစန့်ကျင်ရေး16ရက်တာလှုပ်ရှားမှုအဖြစ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးငယ်ဆိုင်ရာဝန်ကြီးဌာနနဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဂျန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညီနိုင်ရေးကော်မတီတို့ပူးပေါင်းပြီးနိုဝင်ဘာ25ရက်ရက်စွဲနဲ့ထုတ်ပြန်လိုက်တာပါအမျိုးသမီးများနဲ့မိန်းကလေးများကို Digital Online အကြမ်းဖက်ခြင်းအဆုံးသတ်ရန်လေးစားမှုကာကွယ်မှုနဲ့လုံခြုံမှုရှိစေရန်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်ပူးပေါင်းလှုပ်ဆောင်ကြရန်လိုအပ်လျက်ရှိသည့်အတွက်ပါဝင်ပတ်သက်သူများမှနိုင်ငံရေးစိတ်ဆန္ဒပြေဝစွာဖြင့်လှုပ်ဆောင်ကြရန်တိုက်တွန်းလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင် Digital ကြမ်းဖက်မှု Digital Violence ကိုအဆုံးသတ်ရန်ကာကွယ်ရမယ့်နည်းလမ်းတွေတုံ့ပြန်နိုင်မယ့်နည်းလမ်းတွေကိုအမျိုးသားညီညွတ်ရေးအစိုးရအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအပါအဝင်အရက်ဖက်အဖွဲ့အစည်းတွေပါပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပြီးနစ်နာသူနဲ့အတူတကွရပ်တည်ကြရန်လိုအပ်တယ်လို့အသိပေးထားပါတယ်။နိုဝင်ဘာ25ရက်နေ့အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့မှာဒီဇင်ဘာလ10ရက်နေ့ကမ္ဘာလူ့အခွင့်အရေးနေ့ထိ16ရက်တာလှုပ်ရှားမှုကိုနှစ်စဉ်ကျင်းပကြတာပါ16ရက်တာလှုပ်ရှားမှုနေ့ကိုဖဲချိုးဖြူနေ့လို့ခေါ်ဝေါ်ကြပြီးအမျိုးသမီးများအပေါ်အကြမ်းဖက်မှုများကိုလည်းကာကွယ်တားဆီးပါမယ်လို့ဂတိကဝတ်ပြုခြင်းခံဝင်ဂတိနဲ့အတူဖဲချိုးဖြူကိုတက်ဆင်ကြပါတယ်ယခုနှစ်အတွက်ကမ္ဘာကုလသမဂ္ဂရဲ့ဆောင်ပုဒ်မှာ Unit to End Digital Violence Against All Women and Girls အမျိုးသမီးနဲ့မိန်းကလေးငယ်များအပေါ် Digital Online အကြမ်းဖက်မှုအဆုံးသတ်ဖို့အတူတကွပူးပေါင်းစုဖြစ်တယ်လို့သိရပါတယ်ရှင်။အကြမ်းဖက်တိုက်ဖြတ်ရေးဗဟိုအဖွဲ့ကအကြမ်းဖက်စစ်အုပ်စုရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့မှပါဝင်သူတွေကိုအကြမ်းဖက်သမားအဖြစ်သတ်မှတ်ကြောင်းထုတ်ပြန်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်တိုက်ဖြတ်ရေးဗဟိုအဖွဲ့အကြမ်းဖက်စစ်အုပ်စုရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့မှပါဝင်သူ14ဦးကိုအကြမ်းဖက်သမားတွေအဖြစ်သတ်မှတ်လိုက်တယ်လို့နိုဝင်ဘာ25ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။အကြမ်းဖက်တိုက်ဖြတ်ရေးဗဟိုအဖွဲ့ကအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်6ပုံမှန်ခွဲ9နဲ့ပုံမှန်82ပုံမှန်ခွဲခါခွေးပါလုတ်ပိုင်ခွင့်ကိုကျင့်သုံးပြီးပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်အရယခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှ2025ခုနှစ်ဇူလိုင်လ31ရက်အတွင်းအကြမ်းဖက်အုပ်စုဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးဖွဲ့စည်းခဲ့တဲ့အစိုးရအဖွဲ့အဆက်ဆက်ရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလည်းအကြမ်းဖက်အဖွဲ့အစည်းဖြစ်တာကြောင့်အဆိုပါကောင်စီအဖွဲ့ဝင်အောက်ပါပုဂ္ဂိုလ်တွေကိုအကြမ်းဖက်သမားများအဖြစ်သတ်မှတ်ကြောင်းကြေညာချက်ထုတ်ပြန်လိုက်တာပါအကြမ်းဖက်သမားတွေအဖြစ်ကြေညာခံလိုက်ရသူတွေကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတီခွန်မြတ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်း
ဗိုလ်ချုပ်ကြီးမြထွန်းဦးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဦးဝနမောင်လွင်ဦးတန်းဆွေဦးဟင်နရီဘင်ထရီယူဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းတွေဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးဒေါက်တာတီတာဦးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းဗိုလ်ချုပ်ကြီးမောင်မောင်အေးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ဖြစ်ပါတယ်အကြမ်းဖက်မှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့အနေနဲ့အထက်ပါအကြမ်းဖက်သမားများအားဥပဒေအရအရေးယူနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီးတော်လှန်ရေးရာစုတွေနဲ့ပြည်သူတွေအနေနဲ့ပူးပေါင်းဆောင်ရွက်ကြရေးအတွက်တိုက်တွန်းထားပါတယ်ရှင်ဆက်လက်ပြီးဂျပန်လွှတ်တော်အမတ်များရုံးမှပြုလုပ်မဲ့မြန်မာရေးကြားနာပွဲကိုနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်တက်ရောက်ပြီးရှင်းလင်းပြောကြားမဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်ဂျပန်လွှတ်တော်အမတ်များရုံးမှပြုလုပ်မဲ့မြန်မာရေးကြားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်တက်ရောက်ပြီးရှင်းလင်းပြောကြားသွားမှာဖြစ်တယ်လို့ NUG ရဲ့ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်မြန်မာရေးကြားနာပွဲကိုဂျပန်လွှတ်တော်အမတ်များရုံးမှဒီဇင်ဘာလ2ရက်ဒေသစံတော်ချိန်ညနေ4:30မိနစ်ကနေ6:30မိနစ်တွင်ပြုလုပ်သွားမှာဖြစ်ပါတယ်။မြန်မာရေးကြားနာပွဲမှာပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကအတူရောင်ရွေးကောက်ပွဲနဲ့မြန်မာနိုင်ငံရဲ့ပကတိအခြေအနေတွေကိုရှင်းလင်းပြောကြားသွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။အဲ့ဒီကြားနာပွဲကိုမြို့သားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးနဲ့ပါတီစုံပါဝင်တဲ့မြန်မာဒီမိုကရေစီရေးထောက်ခံအားပေးတဲ့လွှတ်တော်အမတ်များတမကတို့ကပူးပေါင်းစီစဉ်ဆောင်ရွက်ကြတာဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီး Federal Unit မှာတာဝန်ထမ်းဆောင်ကြမယ့်ဥပဒေရရှိတွေရဲ့အရေးအသွေးတိုးတက်နေရန်လိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ Federal Unit စနစ်မှာတာဝန်ထမ်းဆောင်ကြမယ့်ဥပဒေရရှိတွေရဲ့အရေးအသွေးတိုးတက်နေရန်လိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဦးကပြောကြားလိုက်ပါတယ်။တရားရေးဝန်ကြီးဌာနရဲ့တရားစွဲတဲ့အမှုလိုက်ဦးစီးဌာနမြို့နယ်ဥပဒေတာဝန်ခံများနဲ့တရားရေးဝန်ကြီးတွဲဆုံဆွေးနွေးခြင်းအမှတ်စဉ်2/2025အခမ်းအနားကိုနိုဝင်ဘာလ19ရက်မနက်10:00နာရီမှာပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးဦးသိန်းဦးကအခုလိုထည့်သွင်းပြောကြားလိုက်တာပါပြည်ထောင်စုဝန်ကြီးဦးသိန်းဦးကစကိုင်းဖက်ဒရယ်ယူနစ်အစိုးရကိုစတင်ဖွဲ့စည်းနိုင်တာကလွန်စွာဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်းဖက်ဒရယ်စနစ်ပေါ်ပေါက်လာပြီးဖြစ်တာကြောင့်မြို့နယ်ဥပဒေတာဝန်ခံများကလည်းအရေးကြီးတဲ့အခမ်းကဏ္ဍမှာပါဝင်နေတဲ့ပုဂ္ဂိုလ်များဖြစ်တာကြောင့်တဦးချင်းစီရဲ့အရေးအသွေးတိုးတက်နေရန်လိုအပ်ကြောင်းနောက်မှာ Federal Unit စနစ်နဲ့ပတ်သက်တဲ့အစိုးရရန်ရာထပ်မံပေါ်ထွက်လာတော့မှာဖြစ်ကြောင်းမိသည့်အစိုးရလက်ထက်မှာဖြစ်စေဥပဒေတာဝန်ခံတွေကတနည်းမဟုတ်တနည်းနဲ့ထဲထဲဝင်ဝင်ဆောင်ရွက်ရမယ့်ပုံကိုများဖြစ်တာကြောင့်ဥပဒေရရှိများရဲ့အရေးသွေးမှလည်းတိုးတက်နေရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်2026ခုနှစ်ကအရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်ပြီးပြည်သူလူထုကလည်းမြည်သူအကောင်းဆုံးဖြစ်တယ်လဲဆိုပြီးရွေးချယ်ကြတော့မယ့်နှစ်ဖြစ်တယ်ဆိုတာနဲ့အကြမ်းဖက်စစ်အုပ်စုဘက်ကအတူရောင်ရွေးကောက်ပွဲဆောင်ရွက်မယ်ဆိုပေမဲ့လည်းမိမိတို့တော်လှန်ရေးဘက်က2020ရွေးကောက်ပွဲမှာရွေးချယ်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်များရှိပြီးဖြစ်တယ်လို့ဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။ထိုင်းနိုင်ငံတောင်ပိုင်းရေဘေးသင့်မှုကြောင့်သေဆုံးပျက်စီးမှုတွေနဲ့ကြုံတွေ့နေရတဲ့အပေါ်ထိုင်းတော်ဝင်အစိုးရထိုင်းပြည်သူတရလုံးနဲ့ထပ်တူဝမ်းနဲ့ကြေကွဲရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရတဝန်လွှာပေးပို့လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံတောင်ပိုင်းမှာရေဘေးသင့်မှုကြောင့်သေဆုံးပျက်စီးမှုတွေနဲ့ကြုံတွေ့နေရတဲ့အပေါ်ထိုင်းတော်ဝင်အစိုးရထိုင်းပြည်သူတရလုံးနဲ့ထပ်တူဝမ်းနဲ့ကြေကွဲရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကနိုဝင်ဘာ28ရက်ရက်စွဲနဲ့တဝန်လွှာပေးပို့လိုက်ပါတယ်။တဝန်လွှာထဲမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များမှာယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့မိုးတိထန်စွာရွာသွန်းမှုနဲ့ရေကြီးရေရှမ်းမှုများကြောင့်33ဦးထက်မနည်းသောအပြစ်မဲ့ပြည်သူများအသက်ဆုံးရှုံးခဲ့ရခြင်းနေအိမ်များနဲ့အခြေခံအဆောက်အအုံများပျက်စီးခဲ့ရခြင်းစိုက်ပျိုးရေးနဲ့စီးပွားရေးလုပ်ငန်းများကျယ်ပြန့်စွာထိခိုက်ခဲ့ရခြင်းတို့အတွက်ထိုင်းတော်ဝင်အစိုးရထိုင်းပြည်သူတရလုံးနဲ့ထပ်တူနှက်ဆိုင်စွာဝန်းနေကြေကွဲရတယ်လို့ဖော်ပြထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တဘာဝဘေးအန္တရာယ်ကြောင့်တည်ဆုံခဲ့ရတဲ့ထိုင်းနိုင်ငံသားတွေနဲ့ချစ်ခင်ရသူတွေကိုဆုံးရှုံးခဲ့ရတဲ့မိသားစုများအားလုံးအတွက်စာနာထောက်ထားမှုကိုအလေးနက်ဖော်ပြတယ်လို့ဆိုပါတယ်။ဒါအပြင်ရေဘေးသင့်ခဲ့ရတဲ့ရွာဒေသများဒုက္ခရောက်နေသူများရဲ့ဘဝနဲ့စီးပွားရေးလုပ်ငန်းများအားထိုင်းနိုင်ငံအစိုးရရဲ့ဦးဆောင်မှုအောက်မှာအားရင်အသစ်များဖြင့်အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန်နဲ့ဘေးအန္တရာယ်မှလျင်မြန်စွာကင်းဝေးပါစေရန်အတွက်လည်းဆုတောင်းနေရလို့တဝန်တော်မှာဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များမှာယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့သဘာဝဘေးအန္တရာယ်အတွင်းသက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ဦးဆောင်မှုဖြင့်ကုညီကယ်ဆယ်ရေးလုပ်ငန်းများအားတအားပါဝင်ဆောင်ရွက်လျက်ရှိတယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရကတာဝန်တော်မှာဖော်ပြထားပါတယ်ရှင်။ခေဦးမြို့နယ်မှာဂျပန်စစ်တပ်ကစစ်ကြောင်းထိုးနေလို့ကြေးရွာပေါင်း20ကျော်မှပြည်သူတောင်းကနန်းအထိစစ်ပေးရှောင်နေရတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းခေဦးမြို့နယ်အတွင်းမှာဂျပန်စစ်တပ်ကစစ်ကြောင်းထိုးနေလို့ကြေးရွာပေါင်း20ကျော်မှပြည်သူတောင်းကနန်းအထိစစ်ပေးရှောင်နေရတယ်လို့ခေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးထုတ်ပြန်ခဲ့ပါတယ်။အဲဒီစစ်ပေးရှောင်တွေတဲကအိမ်အောင်စု900ခန့်ကိုစံ109ပိုင်စီဆယ်ပိတ်တာဝန်ပုံ18ပုံထောပတ်ပဲ14ပိုင်အိုင်ဝရင်းစာအထုပ်600အစရှိတဲ့ကာလာတန်ဖိုး720ခန့်တန်ဖိုးရှိထောက်ပံ့ပစ္စည်းတွေကို3ရက်မြောက်နေ့ထောက်ပံ့မှုအဖြစ်နဲ့နိုဝင်ဘာ26ရက်ကလှုပ်ဆောင်ပေးခဲ့တယ်လို့ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။အဲဒီထောက်ပံ့မှုကိုခင်ဦးမြို့နယ်ရဲ့မြို့နယ်ပါအာဖာလူသားစာနာနဲ့မြို့နယ်ပါအာဖာပကာဖာလူသားစာနာတာဝန်ခံတရားရေးဥက္ကဋ္ဌအခွန်တော်အရာရှိအကျဉ်းဦးစီးတာဝန်ခံဥပဒေတုတာဝန်ခံပါအာဖရုံးဖွဲ့မှုမြို့နယ်ပကာဖရဲဘော်များကျွော်ပါအာဖပကဖများမှာပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။စစ်ဆောင်နေကြရတဲ့ပြည်သူတွေအနေနဲ့လက်ရှိအချိန်ထိစစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ရများရှိကြလာတဲ့အတွက်စောင်းတွင်းရာသီရဲ့အေးရတံစားဝတ်နေရေးနဲ့တခြားမျိုးသောအခက်အခဲများစွာကြုံတွေ့နေရတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးထားပါတယ်ရှင်။ဒီတိတ်မျိုးအဝင်မှာဂျပန်စစ်သားတွေတပ်ဆွဲထားတဲ့နေရာကိုချင်းညီနောင်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ချင်းပြည်နယ်တိတိတ်မျိုးအဝင်မှာအကြမ်းဖက်စစ်သားတွေတပ်ဆွဲထားတဲ့နေရာကိုချင်းညီနောင်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF ဇိုလန်ကထုတ်ပြန်ပါတယ်။တိတိတ်မျိုးအဝင်ကကြိုဆိုပါ၏စိုင်းပုတ်အနီးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရ269တပ်ကိုချင်းညီနောင်တပ်တွေကနိုဝင်ဘာလ28ရက်မနက်8:00 နာရီမှာစတင်ပြီးတိုက်ခိုက်ခဲ့ကြတာပါ။တိုက်ပွဲအတွင်းချင်းညီနောင်တပ်ဖွဲ့တွေအထိကိမရှိဘဲစခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးလက်နက်ခဲယမ်းတချို့သိမ်းဆီးရရှိကစစ်သုံးမှန်းတချို့ဖမ်းဆီးရရှိခဲ့တယ်လို့လည်း PDF ဇိုလန်ကပြောပါတယ်။အကြမ်းဖက်စစ်တပ်ကတိတိတ်မျိုးရဲ့လူဝင်ထွက်နေရာကိုထိန်းချုပ်နိုင်ရေးအတွက်စ조사နေတာဖြစ်ပြီးတော့ချင်းညီနောင်တပ်တွေကပြန်လည်သိမ်းယူနိုင်ခဲ့တာပါ။ဆက်လက်ပြီးဖီလာရိုအာနာပိုင်တွေရဲ့အကြမ်းဖက်စစ်အုပ်စုကိုထောက်ခံပံ့ပိုးနေမှုတွေပေါ်ရှုံချတယ်လို့ Justice for Myanmar ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဖီလာရိုအာနာပိုင်တွေရဲ့အကြမ်းဖက်စစ်အုပ်စုကိုထောက်ခံပံ့ပိုးနေမှုတွေပေါ်ရှုံချတယ်လို့ Justice for Myanmar ကနိုဝင်ဘာလ28ရက်ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။မြန်မာစစ်အုပ်စုကဖီလာရိုအာနာရှင်စနစ်အားထောက်ခံပံ့ပိုးမှုကိုကျွန်တော်တို့ရှုတ်ချတဲ့ကဲ့သို့ဖီလာရိုအာနာပိုင်များရဲ့တရားမဝင်မြန်မာစစ်အုပ်စုအားထောက်ခံပံ့ပိုးမှုကိုလည်းကျွန်တော်တို့ရှုံချလို့ Justice for Myanmar ကဖော်ပြခဲ့တာပါ။ဖီလာရိုအာနာရှင်လူကာရှန်ကိုရဲ့မြန်မာခီးစဉ်ကနိုင်ငံရေးနဲ့စစ်ရေးထောက်ပံ့မှုတွေနဲ့နိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုတွေကိုရှောင်ရှားမျက်ကွယ်ပြုစေမှုတွေအပါအဝင်သူတို့အကြားအပြန်အလှန်ကြံ့ရပါမိဖက်ဆက်ဆံရေးကိုပုံမခိုင်မာလာစေတယ်လို့ဆိုပါတယ်။2021ခုနှစ်ဖေဖော်ဝါရီ1ရက်အကြမ်းဖက်မြန်မာစစ်တပ်ရဲ့တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းဖီလာရိုအစိုးရကမြန်မာစစ်အုပ်စုရဲ့အခိုင်အမာဆုံးနိုင်ငံတကာကြောထောက်နောက်ခံအစိုးရများအနက်မှတစ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ဖီလာရိုနိုင်ငံကတရားမဝင်စစ်အုပ်စုအတွက်နိုင်ငံတကာမှာနိုင်ငံရေးအရထောက်ခံမှုတွေကိုလည်းပေးအပ်နေတယ်လို့2021ခုနှစ်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့အာဏာသိမ်းကြိုးပမ်းမှုကိုရှုံချပြီးမြန်မာနိုင်ငံသို့စစ်လက်နက်များစီးဝင်နေမှုကိုတားဆီးရန်နိုင်ငံတွေကိုတောင်းဆိုတဲ့ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ကိုကန့်ကွက်မဲပေးခဲ့တဲ့တခုတည်းသောနိုင်ငံမှာဖီလာရိုနိုင်ငံဖြစ်ပါတယ်။ဖီလာရိုကအကြမ်းဖက်မြန်မာစစ်တပ်နဲ့သူတို့ရဲ့ပြည်ရင်းစစ်လက်နက်ထုတ်လုပ်ရေးကဏ္ဍအတွက်နည်းပညာဆိုင်ရာစွမ်းရည်တွေကိုတိစောက်ပေးမဲ့စစ်လက်နက်စစ်ပစ္စည်းကိရိယာနဲ့လေ့ကျင့်သင်ကြားပေးမှုတွေကိုပေးအပ်နေပြီးစစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေကိုအပြစ်ပေးအရေးယူခံရတာအလင်းမရှိကျူးလွန်နေတဲ့အကြမ်းဖက်စစ်တပ်ကိုကြောထောက်နောက်ခံပေးနေတာပဲဖြစ်ပါတယ်။ဖီလာရိုကအကြမ်းဖက်မြန်မာစစ်တပ်ထံလွှဲပြောင်းရောင်းချမှုတွေကတော့မြန်မာလေကြောင်းရန်ကာကွယ်ရေးစစ်စင်မှုကုတ်ကဲရေးစနစ် MADOC V3D ရေဒါနည်းပညာနဲ့မြေပြင်အခြေစိုက်ဒုံးကျည်စနစ်တွေပါဝင်ပါတယ်။
Belarus နဲ့အကြမ်းဖက်မြန်မာစစ်အုပ်စုကြားမှာစစ်လက်နက်ပစ္စည်းထောက်ပံ့မှုတာမကစစ်ဘက်ဆိုင်ရာပညာရပ်နဲ့လေ့ကျင့်သင်ကြားမှုတွေလည်းပါဝင်နေပြီးအဲ့ဒီဆက်ဆံရေးတွေကိုဒီကနေ့တိုးချဲ့လှုံ့ဆော်လာပွဲရှိတယ်လို့ Justice for Myanmar ကထောက်ပြပါတယ်။မြန်မာစစ်တပ်ပြည်ရင်းစစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေကစစ်သည်တွေက Belarusian State University of Informatics နဲ့ Radio Electronic PSUIR တို့မှာပညာသင်ကြားနေပြီးလေကြောင်းရန်ကာကွယ်ရေးစနစ်များအတွက် Radio Electronic Engineering ပညာရပ်တွေမှာသုတေသနတွေလှုပ်ဆောင်နေပါတယ်။စစ်ရာဆွဲကောင်မင်းအောင်လှိုင်သည် Belarus နိုင်ငံနဲ့ပညာရေးသိပ္ပံနဲ့ဤပညာကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရန်ပြင်ဆင်လျက်ရှိသည်လို့ Justice for Myanmar ကပြောပါတယ်။ Belarus အစိုးရကဆက်လက်နဲ့ရောင်းချမှုကဝင်ငွေများအပြင်2025ခုနှစ်ဇန်နဝါရီလမှာကျင်းပခဲ့တဲ့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲအပေါ်မြန်မာအကြမ်းဖက်စစ်အုပ်စုရဲ့ထောက်ခံအားပေးမှုကလည်းအကျိုးမြတ်များရရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအာဏာရှင်အုပ်စိုးမှုမိဖက်ဆက်ဆံရေးမှာတဆင့်နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ကဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်းထိခိုက်ပြက်ပြားစေတဲ့အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်များအပေါ်ပုံမထိရောက်တဲ့ပြစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့တုံ့ပြန်ရေးယူဆောင်ရွက်ကြဖို့အစိုးရတွေကို Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်ရှင်။ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့10မြို့နယ်အတွင်းကပြူရွာကိုတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ရရှိခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။စကိုင်းတိုင်း10မြို့နယ်အတွင်းကမူထိန်ပြူရွာကိုတော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်ရရှိခဲ့တယ်လို့10မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကနိုဝင်ဘာ28ရက်ကအသိပေးထုတ်ပြန်လိုက်ပါတယ်။မူထိန်ပြူရွာစကန်သိန်းတိုက်ပွဲကိုနိုဝင်ဘာလ28ရက်မနက်4နာရီမှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမနက်8နာရီမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။တိုက်ပွဲအတွင်းရန်သူဘက်မှတရားဦးတက် A5 အမျိုးအစား Jet Fighter တစ်စီးနဲ့နှစ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ပြီးဟုံးမလင်းကနေတက်လာတဲ့ဝိုင်တွဲလေရင်နဲ့ဘုံသီးအလုံး80ခန်း12ကြိမ်လေကြောင်းပစ်ကူပေးကကမ်ဘလူနယ်6336မှာထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကလည်းဟောင်ဝက်စာလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကဖော်ပြခဲ့တာပါအဆိုပါအကြမ်းဖက်ပြူဟာစကန်သိန်းတိုက်ပွဲကိုပြူဟာ52ပေါ်ဦးစစ်ကြောင်း10မြို့နယ်ပကဖရွှေဘိုခရိုင်အမှတ်25တပ်ရည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဒူဝန်ရေဦးမြို့နယ်အဖွဲ့ဝင်သားပါလာရေဦးမြို့နယ်အဖွဲ့ရုံးဖို့10တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကြေးချုပ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။